ဟဲ့ဒီတကားရှင်ရှိတယ်ဆွဲမုန်းဆွဲ ဆွဲရအောင်ဗော နင်းနောက်ကျသွားတယ်ကွာ ရပါတယ်အေးစေး လောက်တရရမ်းများတယ် တူလား အေးရပါကိုတူရက် ဟာဒီကြိုက်တော့စားနော် ဟာဆွဲရ အောင်ရှင်းပါ နည်းနည်းတောက်လိုက် ဟုတ်ခွဲလိုက်ဘာအောင်လဲဝါ ကောင်းတယ်ဗော နော်ဟွန်းဒီရှိလားစိတ်တော့တယ် ပေါက်လေ ဟာနောက်လည်းပေါ့အဲ့ဘက် မင်းကြီးလား အေးပြီး ဒီမှာရှိရအဲ့ဒီမှာတက်တက်ခန့်အမေကတန်းနေတယ်ကွာလာပေါင်လာတာကွာငါလည်းဝေးသေးရကြီးကမဟုတ်ပါဘူးပြန်မှာဘောရတိတ်ရတယ် ဟောဘောရာစိတ်ဘောရာစိတ် အဲ့ဒါမို့ဟိုပတ်ထားလိုက်တာ ဘောစီပါမင်းမလို့ဘောစီပါခင်ဗျာဘယ်နိုင်ရှိပါ ထူတော့မယ်ဆက်လိုက် ဟာမင်းမစောင့်နေရတယ်ကြာပြီငါတို့အဲ့ဒါဆိုငါတို့လိမ့်တော့ ဟုတ်တယ် ဘူးတော့မယ်နော် အဲ့ ဘေးလေးတစ်ချက်လောက် တန်းထားတာဟောမင်းတို့ကြွားလို့ဖြစ်နေ ဒီလားအဲ့ဒါ ဟာဖုန်းလာတယ်ဟယ်လိုဟာဒီကိစ္စဒီလိုမရဘူးလေ ည ဟာဟာအဲ့ဒါကွာဒီကွာ ဘယ်လို ရှင်နေရမကောင်းဘူးအောင်ငါပဲရှင်မယ်မဆက်ပါ ပေါက်လေ ဟာရှင်မယ် ဘောဒီကို အေးမြောင်တော်မခေါ်အတင်းနေတယ်မင်းလှုပ်လို့လှုပ်ဒီကောတော့မတင်းအောင် အဲ့ဒီကောင်ဟာပါငါပြန်ပေးမယ်နော်ဘူးတော့ငါတင်မယ်ပေး မိုက်တယ်နော်ဟဲ့ဘာဖြစ် ဘာပတ်ဆိုင်ပေါ်ထုတ်လို့မရဘူး လုပ်ပြန်ပြီ 1 hour later. ဟာရေတုံရငါပဲရှင်းလိုက်တော့မှာပါဟဲ့ဒီကောင်တော်တော်များသွားပြီကွာဒီခါတော့ဟေးဒီကောင်ကပညာပေးကိုပေးမှရတော့ငါမှအကြံရှိတယ်ဟုတ်တယ်ဟဲ့မိုက်လားဟေးတွေ့ပြီဗောဒီခါတော့အလက်စာမိပြီ လိုက်ဒီမှာ အလက်စာမိဟာရေဟိုကောင်လာလာနေလာအားလုံးကောင်းလိုက်တော့ဟာလာကောင်းတယ်နော် စောမိုက်ရော နေရင်း ရောက်လာပြီကွာ နောက်ချပါ ရတယ် easy ဟို easy ပဲဟို easy ဒီ easy ပဲ အလုပ်များနေ ရတယ်ငါ easy တော့ဒီစောင်းရအားတယ်ကွာဒီမှာမင်းစားဖို့နော်နော်မင်းစားဖို့ဒီမှာအချင်းလေးပါညှစ်ပေးမယ်ဟင်အောင်ရှင်းညမလို့ငါမွေးနေမုတ်ဆွဲအချင်းလေးပါညှစ်ပေးမယ်တကယ်ချင်းချင်းကန်ဆက် Thai style လေးကွာ ပြီးတော့ကြာတယ် ဟာမွေးကြည့်လိုက်အောင်မာလာလေးဆွဲ မြန်မာတော့ တော့ပေးလိုက်အောင် 20 minutes later. ဖေ။စားလို့ကောင်းလား။ဟမ်တကယ်ကြီးကောင်းလား အရင်ကောင်းတယ် ။ဟာဟေ့အချိန်နဲ့နောက်ကျနေဒီကောင်ရောက်မလား။အားလုံးကြက်လိုက်တာလွန်သွားပြီလားမသိဘူး။တိမ်မန်းသေးသွားပြီလားမသိဘူး။သွားကြည့်မလားအိမ်မင်း တော့ကြည့်မယ်ပြီ ။လာခေါ်သွားမယ်။ဟာဟေ့အချိန်ကောင်းလားမသိဘူး။ ဟာဟဲ့
ဟဲ့အာဖင်မလဲကွက်ကြီးနေကွာဂျုံနေရည်ကွာဟဲ့ဘာဖြစ်နေရလဲ ငါဝမ်းရှောနေတော့ ဟာမင်းရလဲကွာဘလို့ဝမ်းနေရှုံနေရမင်းဆေးလေးပါလေဝယ်တော့လေဝမ်းရှုံးရင် ဟာစိတ်တော့ဘယ်ဆန်ကောင်းပါဘော ဟာဝယ်တိုက်လေ တထေးရလဲကွာမင်းရလဲဘာငါတို့တိုက်တော့စောင့်နေရ ဟုတ်တယ် ဟာတေးရောဟေးအဲ့ဒါလေငါကြိုတိလို့အေးကြိုတိလို့ဒီကောင်ဝယ်လာတာထနေထားလိုက် ဝမ်းရ ဒီမှာအမြဲတမ်းတောက်နေတဲ့ Flora ကတဲ့ဝမ်းရှောတွေအတွက်အရန်ကောင်းတယ်မင်းခုတောက်ကြည့်လိုက်ရော့ တော့ကြည့်နေပြီ သွားတယ် ဘောဘောတင်လာအိုး ရော့ဟာလို့လေဝင်ကောင်းလား ညချုံနေမှာ ဟေးငါအဲ့ကြောင့်အမြဲဆောင်လာတာငါဝမ်းတွေပဲပြက်ပြီးလို့ဝမ်းတွေပဲရှောပြီးလို့လည်းဒါကောက်တော့လေရန်ကောင်းတယ်ငါအမြဲဆောင်လာမှာရရော့ ဒီတော့လည်းငါရတတ်ပါအာဘလူးလို့ အမရှင်းတော့မလို့တော့ဟာအဲ့လိုဖြစ်နေရမယ်ဘလို့နေလဲချင်းနေဟေး ဘာအကြောင်းကြောင့်ဘိုက်ပြဿနာပဲဖြစ်ဖြစ်ဝမ်းပြက်ဝမ်းလျှော်ပဲဖြစ်ဖြစ်ဒီ Flora ကလေးကိုတောက်ဖို့မမေးနဲ့နော်ဒီ Flora ကလေးကအသက်6လကနေပြီးတော့စတောက်လို့ရပြီးတော့ဒီဟာလေးကတီးဆုံးရတာလေးဖြစ်တဲ့အတွက်တောက်ရလဲလွယ်ကူစေပါတယ်ဒီဆေးလေးကိုအမျိုးမျိုးအနေနဲ့တိုင်းရှိရွှေအို Medical CT Care Life Plus မှာရရှိနိုင်ပါတယ်ဒါလည်းမကသေးဘူးနော်မြန်မာနိုင်ငံကဆေးတိုင်းတိုင်းမှာလည်းရရှိနိုင်ပါတယ်ဗျ